ရဟမင်းကြီးနဲ့ထရန့်တို့ကြားပဏိပခါကြောင့်ကတလက်ထောက်ခံမှုများကျဆင်းလာနိုင်ခြေရှိမင်္ဂလာပါရှင်ယခုတင်ဆက်ပေးမှာကတော့အမေရိကန်သမ္မတဒေါ်နယ်ထရန့်နဲ့ဗာတီကန်ပုပ်ရဟမင်းကြီးလီယိုတို့ကြားလူသိရှင်ကြားဖြစ်ပွားနေတဲ့အငြင်းပွားမှုတည်းပဲဖြစ်ပါတယ်လက်ရှိမှာဒီပဏိပခါဟာထရန့်အတွက်အရေးပါတဲ့ကတလက်ဘာသာဝင်တွေရဲ့ထောက်ခံမှုကိုတိတိတတ်တာရောပါစေတယ်လို့ဝေဖန်မှုတွေထွက်ပေါ်လာနေပါတယ်သမ္မတထရန့်ဟာပုပ်ရဟမင်းကြီးကိုရာဇဝတ်မှုအပေါ်ပြောင်းညံ့သူလို့လူသိရှင်ကြားဝေဖန်ခဲ့တယ်လို့မိမိကိုယ်လည်းခရစ်တော်နဲ့ခိုင်းနိုင်က AI နည်းပညာပုံရိပ်တွေကိုလူမှုကွန်ရက်မှာမျှဝေခဲ့ရကနေကတလက်အတိုင်းဝိုင်းနေကြအကြီးအကျယ်မကျေနပ်မှုတွေစတင်ခဲ့တာပါယခုဖြစ်ရမှာထူးခြားတာကတော့ထရန့်ရဲ့အမာခံမဟာမိတ်ဖြစ်တဲ့ဖုန်းတော်ကြီး John Strickland လိုပုဂ္ဂိုလ်မျိုးကပါထရန့်ကိုစတင်ဝေဖန်လာတာပဲဖြစ်ပါတယ်။အဲဒီကအချက်တော့အီရန်စစ်ပွဲဖြစ်ပြီးပုပ်ရဟန်းမင်းကြီးကငြိမ်းချမ်းရေးကိုတောင်းဆိုနေတဲ့အချိန်မှာတော့ထရန့်အစိုးရကစစ်ရေးအရှိန်မြင့်တာကိုတရားမျှတမှုမရှိတဲ့စစ်ပွဲအဖြစ်ကတလက်ခေါင်းဆောင်တွေကရှုမြင်နေကြပါတယ်။2024ရွေးကောက်ပွဲမှာလူဖြူကတလက်62%ကထရန့်ကိုမဲပေးခဲ့ကြပါတယ်အခုတော့ပုပ်ရဟန်းမင်းကြီးကိုဓာတ်ရိုက်ပုတ်ခတ်တာနဲ့ဘာသာရေးပုံရိပ်တွေကိုအလွဲသုံးစားလုပ်တဲ့အတွက်ထရန့်ပေါ်သစ္စာရှိတဲ့ရှေ့ရိုးဆွဲကတလက်ဘာသာဝင်တွေရဲ့စိတ်ဓာတ်ကိုတုံ့လှုပ်စေခဲ့ပါတယ်ကျွမ်းကျင်လူတွေရဲ့အဆိုအရပုပ်ရဟန်းမင်းကြီးဟာနိုင်ငံကောင်းဆောင်တူနေတဲ့တာမကဘာသာဝင်တွေရဲ့ကိုကျင့်တရားရေးဆိုင်ရာအမြင့်ဆုံးပုဂ္ဂိုလ်တဦးဖြစ်တာကြောင့်ထရန့်ရဲ့တိုက်ခိုက်မှုတွေဟာအသင်းတော်တစ်ခုလုံးကိုတိုက်ခိုက်လို့ခံစားရပါတယ်။ဒါဟာရွေးကောက်ပွဲအတွက်ထရန့်အတွက်ကြီးမားတဲ့နိုင်ငံရေးစိန်ခေါ်မှုတစ်ခုဖြစ်လာနိုင်ပါတယ်။ဒါကြောင့်ထရန့်အနေနဲ့ပုပ်ရဟန်းမင်းကြီးကိုတိုက်ခိုက်တာဟာ၎င်းရဲ့မဟာဗျူဟာအမှားတစ်ခုဖြစ်လာမလားဆိုတာကတော့ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။နားဆင်ပေးကြတဲ့ပရိသတ်တွေအားလုံးလည်းကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်။